ကျွန်တော်အခုမြောက်တကုံ40ရက်ကအရန်လာတဲ့အိမ်ကြီးကိုလာကြည့်တာဗျာဒီအိမ်ကြီးကရာဇာတွင်းနဲ့လည်းနီးတယ်ဥဝိဇာရနဲ့လည်းနီးတယ်မင်းရဲကျော်သားနဲ့လည်းနီးတယ်ဒီအိမ်ကိုအထဲထဲကိုအရင်မပြခင်မှာဒီအိမ်ကြီးဘယ်လောက်လမ်းနေလဲဆိုတော့ကြည့်လိုက်ဗျာတကားတွေကလည်းအရန် classic ဖြစ်တယ်ထဲမှာဘာရှိလဲဆိုတော့ကျွန်တော်နဲ့တူတူတွားကြည့်မယ်လားအိမ်ထဲထဲကိုမရောက်ခင်မှာအိမ်ရှိမျက်နှာစာအောင်မှာစိမ့်စိမ့်လန်းလန်းလေးဗျာအဲ့လိုပင်လေးတွေစိုက်ထားပြီးရလဲမျက်စိပဓာတာဖြစ်စီရပြီးတော့ဒီအောက်တတိုင်းနေရာအစက modern night ဖြစ်အောင်လို့တေချာလေးပြင်ဆင်ပြီးတော့စောက်ထားတာဗျာလာတဲ့အိမ်ထဲကိုဝင်ချင်းမှာပဲဖြူဖြူတက်တက်လင်းလင်းဝင်းဝင်းကိုမြင်ရမယ်ဗျာဒီကားပါကင်ထားတဲ့နေရာမှာကြွေပြားတွေအပြစ်ကတ်ထားပြီးသားပဲကားပါကင်ဆိုရင်လည်းကား2စီး3စီးကြဲဝန်းတီထားလို့ရတယ်ဗျပြီးတော့ဒီလုံခြုံရေးအနေနဲ့ဆိုရင်ဒါတန်ဆူဂျို blade တွေကိုနှစ်ထပ်တက်ထားပြီးရယ် CCTV ကိုတက်ထားပြီးရယ်ပြီးတော့ဒီတကားကိုယ်တိုင်ဟိုမှာ smart door lock system တွေပါတက်ထားပြီးရယ်ဒါဒီဘက်ချမ်းမှာဆိုရင်တော့ဒါ ground tank ရှိမယ် pressure pan တွေရှိမယ်အိမ်ရဲ့ပက်လေးကိုလည်းဒါရှောက်လန်းလေးတွေကိုတေချာရှောက်လန်းစာအတွက်နေရာတက်ထားပြီးရယ်ဗျာရှောက်လန်းတွေကအစကကြွေပြားတွေအပြည့်ကတ်ထားပြီးရယ်ပြီးတော့ကျွန်တော်ကြိုက်ဆုံးတော့ဒီနေရာကြီးဗျာဒီနေရာကြီးကတကယ်နန်းတော်ကြီးလို့ဒါကျွန်တော်ကြိုက်တဲ့ပုံစံမျိုးပါအရန်မိုက်တယ်ဒါဆိုရင်ကျွန်တော်အထဲမှာဘာတွေရှိလဲဆိုတော့တွားကြည့်မယ်ဗျကျွန်တော်တို့အိမ်အထဲထဲတော့ရောက်ပြီဗျအိမ်ထဲထဲမှာမြင်ရမှာတော့ကျွန်းနေပြီပဲဗျာဒီကျွန်းတကားမှာတကားကိုလည်းရင်ခွဲသုံးထားပြီးရဒါမှ smart door lock system ပါတယ် fingerprint နဲ့ဖွင့်လို့ရမယ် passcode နဲ့လည်းဖွင့်လို့ရမယ်တိမ်လုံးကျွန်းနေမြင်ချက်ကတော့မြင်ရတဲ့အတိုင်းပဲဗျာကျွန်းပါကေးခင်းထားတဲ့အပြင်ဒီမှာလည်းကျွန်းရှာတို့ပြားတွေပြီးတော့အပေါ်မျက်နှာချက်မှာမှကျွန်းရှာတို့ပြားတွေကိုမီးဆိုင်နေနဲ့လက်လာကြီးဆင်ထားပြီးရကျွန်တော်ကြိုက်တာတော့ဒီနေရာပဲဗျအိမ်တအိမ်လုံးကိုအဖြူအောင်ကြီးတုံးလိုက်တာမျိုးမဟုတ်ဘဲနဲ့ color match ဖြစ်အောင်ဒီအရောင်တွေနဲ့တွဲဆက်ပြီးတော့တုံးထားတာတွေက classic ဖြစ်တယ်မိုက်တယ်ပြီးတော့အသေးစိတ်ဒီနေရာတွေကိုလည်းခန်းစီလိုက်ကာတွေကိုလည်းတေးသေးချာဒေါင်းစိတ်နေအောင်ထည့်ထားပြီးရဘလောက်ထိတောင်ထည့်ထားပြီးလဲဆိုရင်ချင်းလုံးစကားတွေတောင်ပါသေးရဗျဒီနေရာမှာဆိုလဲဒါ TV ထားနေရာမှာဆိုလဲ cabinet တွေကိုတေးသေးချာလေးပြင်ဆင်ထားပြီးအောင်လည်းတွေ့ရတယ်အရန်သင့်အစင်သင့်တက်နေနိုင်အောင်လို့တေချာပြင်ဆင်ထားပြီးရဗျဒါဆိုရင်ကျွန်တော်တို့ဒီဘက်အနောက်ဘက်ကခြမ်းတွေကိုတွက်ကြည့်ကြမယ်လား living room ကဒီဘက်ခြမ်းမှာကားပါကင်နေတန်းဝင်လို့ရတယ်ဝင်ပေါက်ရှိရဗျာကားကိုဒီပါကင်တွေကိုတစ်ခါထည့်ပြီးတော့မှပတ်ဝင်လာကြမလို့ပဲနဲ့ညနေတန်းပြီးတော့ဝင်လို့ရတယ်ဒီဘက်ကလေကားအောက်ကအခန်းမှာဆိုရင်လည်းဒါတအိမ်လုံးကိုနန်းနန်းနေနေသုံးလို့ရတဲ့ inverter တွေတက်ထားပြီးရယ် stabilizer ရှိမယ် 12 kW 3 phase inverter ရှိမယ် battery နှလုံးတအိမ်လုံးကိုနန်းနန်းနေနေသုံးလို့ရအောင်လို့အရင်နဲ့တက်ထားပြီးရယ် store can အနေနဲ့လည်းပစ္စည်းတွေထပ်ဖြည့်ပြီးတော့သုံးချင်လည်းသုံးလို့ရတယ်အပေါ်ထက်ကိုကျွန်တော်တို့အရင်မတက်ခင်မှာဒီအောက်ထက်ခန်းတွေကိုပဲအရင်ဖြတ်မယ်ဗျာဒီအောက်ထက်ခန်းတွေမှာဒါ dining room မှာအောက်မှာခုနကတော့ကျွန်တော် living room မှာပြောခဲ့တဲ့အတိုင်းပဲကျွန်းပါကေးခင်းထားတယ်ကျွန်းချာတိုးတွေညနေချမ်းမှာလည်းကျွန်းချာတိုးတွေအပြင်မီးဆိုင်လှလှကြီးကိုတက်ထားအောင်လည်းတွေ့ရတယ်ပြီးတော့ဒီမှာဆိုရင်လည်းဘေးစင်မှာအရန်နဲ့တက်ထားပြီးသားအလင်းအောင်ကောင်းကောင်းဝင်နိုင်ရအောင်လည်း brain box တွေတေချာဖောက်ထားတယ်ဒီ area အကျယ်ဝန်းဆိုရင်လည်းလူ6ယောက်လောက်ကောင်းကောင်းစားလို့ရတယ် kitchen ဘိုင်းမှာဆိုရင်လည်း cabinet တွေအများကြီးပါတယ်ဗျပစ္စည်းတွေအများကြီးထားလို့ရတယ်ပြီးတော့ဘေးစင်တွေကိုလည်းတေချာစနစ်တကျပြင်ဆင်ထားပြီးရယ်ဒီအောက်မှာဆိုလည်း microwave oven တွေပါမယ် electric stove တွေပါမယ် electric stove ကိုမှ Prado တွေသုံးထားတယ်ပြီးတော့ absorb fan တွေပါမယ်ဗျာဒီမှာတေချာလေဝင်လေထက်ကောင်းအောင်လို့ဒီနေရာတွေကအစကတေချာအလင်းအောင်ရအောင်ရောလေဝင်လေထက်ရအောင်တေချာဖောက်ထားတယ်ဒီဘက်ချမ်းမှာတော့ main room ရှိမယ် main room ကလည်းကျဲတယ်ဗျာကျွန်တော်ကြိုက်တာဒီနေရာမှာ slide door သုံးထားပေးရပဲ slide door သုံးထားပေးရဖြစ်တဲ့အတွက်အနက်နေညော်နက်နေအပြင်ဝင်တော့ kitchen နဲ့တီးတန်းတန်းဖြစ်သွားတယ်ဒီမှာချက်ပြုတ်နေတဲ့အခါအနက်နေလည်းအိမ်ထဲမှာမရတော့ဘူးဗျဒီဘက်ချမ်းမှာဆိုရင်ဒါအဝတ်လျှော်သက်ထားလို့ရမယ့်နေရာရှိတယ်ရေခဲတိတာထားလို့ရမယ့်နေရာရှိတယ် common toilet ကတော့ဒီဘက်ချမ်းမှာဒီဘက်ကနောက်ဆုံးတကားကတော့ဒါအပြင်ဘက်ကိုထွက်တဲ့ရှောက်လန်းကိုထွက်တဲ့တကားပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီအိမ်အောက်ထပ်မှာကြံခဲ့တဲ့တစ်ခုတည်းတော့ခန်းကိုတွားကြည့်မယ်ဒီအခန်းရဲ့တကားမှာကျွန်းတကားပြင် smart door lock system တွေကိုတုံးထားတယ်ပြီးတော့ကျွန်တော်ကြိုက်တာပြောဒီနေရန်တွေရဲ့အယောင်တွေကိုဒီလိုအရင်အိပ်ပျော်လွယ်စီရဲ့အယောင်တွေတုံးထားပြီးတာပေါ်ကြတယ်ဗျာပေါ်ကလိုမျိုးအဖြူတွေမဟုတ်ပဲနဲ့ဒီအိပ်ပျော်လွယ်စီရဲ့အယောင်တွေတုံးထားပြီးတာအရင်သဘောကျတယ်ပြီးတော့ကျွန်းပါကေးကိုအပြည့်ခင်းထားတယ်အလင်းရောင်ကောင်းကောင်းရအောင်လို့အိုက်ကတွေတက်ထားတယ်အဲကွန်တွေတက်ထားတယ်ချင်းလုံးစကားတွေတက်ထားတယ်ရေချိုးခန်းနဲ့အိမ်သာကတော့ဒီဘက်ချမ်းပါရေချိုးခန်းနဲ့အိမ်သာထဲမှာဆိုရင်ကြွေပြားတွေကိုအောက်ကိုခင်းအောင်အပေါ်ရောအပြည့်ကြွေပြားတွေအပြည့်ကတ်ထားတယ်ဒီမှာဆိုရင်ဒါမန်နေကောင်မှာဘောက်စ်တွေထည့်ထားတယ် cabinet တွေထည့်ထားတယ် slide door lock တုံးထားပြီးရကျွန်တော်တို့အပေါ်ထက်ကိုဆက်ပြီးတော့တွားတက်ကြည့်မယ်ဗျာလေကားတက်ချင်းပါဗျာလေကားတစ်ခုလုံးတော့ကျွန်းနေမှာကျွန်းနေအပြည့်ပဲဗျလက်ရန်နေမှာရော
အောက်ကလေကခင်းနေမှာရောဘေးကဒီမှာရောမျက်နှာချက်မှာရောကျုံးနေမှာကျုံးနေပြီပဲပြီးတော့ဒီခုနကတော့ကျွန်တော်ပြောတဲ့ light gray နဲ့ကျုံးရောင်နဲ့ပေါင်းလိုက်တော့အရင် mask ဖြစ်တယ်ဗျာဒီပေါ်တက်တဲ့ခါဆိုရင်အလင်းအောင်ကောင်းကောင်းဝင်နိုင်အောင်လို့ဖောက်ထားပြီးရခန်းစီလိုက်ကလည်းတက်ထားပြီးရလေကားတွေရဲ့ရှောက်လန်းနေမှာဒီလိုမီးရတက်ထားပြီးရလဲရမ်းမိုက်တယ်ဗျာကျွန်တော်တို့ဒါဆိုရင်ပထမတက်ရဲ့ living room ရောက်ပြီဗျာ living room ကအကျယ်စားကြီးမှာအကျယ်စားကြီးဗျာဒီမှာဧကန်လှုပ်လို့လည်းရတယ်ဖျားကန်လှုပ်လို့လည်းရတယ်ဖျားကန်လှုပ်မယ်ဆိုရင်တော့မှဒါအလူတန်းလှုပ်လို့ရလောက်အောင်ဒီကိုမှတော်တော်လေးကိုကျယ်တယ်ဒီမှာအလင်းအောင်ကောင်းကောင်းရအောင်လို့လည်းတခါတည်းဗရင်ပေါက်တွေဖောက်ထားတယ်ခန်းစီလိုက်ကလည်းတခါတည်းတက်ထားပေးပြီးသားပြီးတော့မျက်နှာချက်ကြီးကလည်းရန် fine ဗျာပေါ်မှာကျောင်းချာတို့တက်ထားပြီးတော့မီဇိုင်လလလေးနဲ့ဆင်ထားတာတွေကရန် fine တယ်ဒီဘက်ပြင်ဘက်မှာဆိုရင်လည်းဒါဘယ်ကိုနီကကျယ်ရှိရဗျာဘယ်ကိုနီကကျွန်တော်ပြောလို့ပဲဗျာ6လိုင်းကတော်တော်ကြီးကိုကျယ်တာဗျာရှေးကြီးလည်းရှေးကြီးပဲပြီးတော့မီးရိပ်တွေလည်းတက်ထားတယ်ဒီမှာဗျာဘယ်လောက်တော့ relax ဖြစ်လဲဆိုတော့ကိုယ့်အိမ်ရဲ့ဖြူဖြူဖိုးဖိုးတန့်တန့်ကြီးကိုဒီကနေကြည့်ရအောင်ကအရသာဗျာအောက်မှာလည်းကြွေပြားတွေခင်းထားတယ်ရိုးရိုးတန်ပန်လင်းအယောင်မဟုတ်ဘူးဆိုတော့မျက်စိဝတ်ထားတာလည်းဖြစ်တယ်ဗျာပြီးတော့ကိုယ့်အိမ်ထဲကိုကြည့်ပြီးတော့မှတော်တော်ကြီး relax ဖြစ်တယ်ဒါဆိုရင်ကျွန်တော်တို့ဒီထက်မှကျန်တဲ့ master gun နှစ်ခန်းကိုသွားကြည့်ကြမယ်ဒီပထမတက်မှာ master gun နှစ်ခန်းရှိရဗျာဒီဘက်ခန်းမှာတစ်ခန်းဒီဘက်ခန်းမှာတစ်ခန်းဒီဘက်ခန်းတော့ main master gun ဗျာဒီမှာဒီခန်းထဲကိုမရောက်ခင်မှာဒီမီးဆိုင်လေးတွေအစကတေချာဆင်ထားပြတာတွေကိုရန်သဘောကျနေရဗျာဒါကတော့ main master gun ဆိုတဲ့အတိုင်းပဲအကျိန်မှအကျိန်ပဲဗျာပြီးတော့ဒီအိမ်မှာကတကားတိုင်းလိုလိုကိုကျွန်းတကားတွေတုံးထားပြရပြင်ဒီ smart door lock system တွေတုံးထားပြရလဲအရင်မြင့်တယ်ဗျာကာလာတွေကိုလည်းခုနကတော့ကျွန်တော်ပြောလို့မျိုးပဲ gray ရောင်တွေတုံးထားပြီးပြီးတော့ light တွေကောင်းကောင်းရအောင်လို့ဖောက်ထားတယ်ခန်းစီ light ကားတွေပြီးတော့အခန်းတိုင်းကိုလည်း aircon တွေအပြည့်တက်ထားပြီးဒီဘက်ချမ်းမှာတော့ရေချိုးကန်တဲ့အိမ်သား main master ကရေချိုးကန်နေဗျာကြည့်ပါအောင်ဗျာကျယ်ရွာကျယ်ရွယ်ကြွေပြားတွေကိုဟိုးပေါ်ထိအပြည့်ကတ်ထားတယ်မက်တက်လည်းပါတယ်ရေချိုးကန်တဲ့အိမ်သားဆိုတဲ့အတိုင်းပဲအကျယ်ကြီးပဲဗျာဒါဆိုရင်ဟိုဘက်ခန်းကိုကျွန်တော်တို့ထပ်ပြီးတော့သွားကြည့်ကြမယ်ဒီဘက်ချမ်းက master ကန်ကိုထပ်ပြီးတော့သွားကြည့်မယ်ဗျာဒီဘက်ချမ်းက master ကန်ကလည်းဟိုဘက်ချမ်းက main master ကန်လောက်မကျယ်တာလွယ်အကုန်လုံးဟိုဘက်ချမ်းနဲ့အတူတူပဲအပြည့်စုံဆင်ထားတယ် smart door lock system ထည့်ထားတာတွေ color match ဖြစ်အောင်ဆင်ထားတာတွေအလင်းအောင်ကောင်းကောင်းရအောင်လို့ brain box တွေတေချာဖောက်ထားတာတွေခန်းစီလိုက်ကတွေတက်ထားတာတွေ aircon တက်ထားတာတွေအကုန်လုံးကဟိုဘက်ခန်းနဲ့အတူတူပဲရေချိုးခန်းထဲမှာ battery ကစကပါတယ်ကျွန်တော်တို့ဒီအထက်မှာကြည့်ပြီးသွားပြီဆိုတော့အပေါ်ထက်ကိုဆက်ပြီးတော့တက်ကြည့်ကြမယ်ဗျာအပေါ်ထက်ကလေကားကအောက်ထက်ကလေကားထက်ကိုမှအလင်းအောင်ပို့ပြီးတော့ရအောင်လို့ခေါင်းကတော်တော်မြင့်နေပြီးတော့ခန်းစီလိုက်ကတွေလည်းအမြင့်ကြီးပဲပေါ်ထက်ကိုဆက်ပြီးတော့ကျွန်တော်တို့တက်ကြမယ်ဒီအထက်ကလည်းကျွန်တော်တို့တက်လာခဲ့တဲ့အထက်နဲ့ဖွဲ့စည်းပုံချင်းအတူတူပဲဗျဒီ living room ကအကျယ်စားမှအကျယ်စားတွေ့ရတယ်ပြီးတော့မျက်နှာချက်တွေလည်းအောက်ထက်ကလိုမျိုးပဲကျယ်ကြီးတေချာလောက်ထားပြီးရင်အလင်းအောင်ကောင်းကောင်းရအောင်ဖောက်ထားတယ်မတူတာကတော့ဘယ်ကိုနီဗျဒီကောင်ကကျတော့ဒီအပေါ်ထက်ကဘယ်ကိုနီကတော့နည်းနည်းလေးတော့သေးရဆိုပေမဲ့ဘယ်ကိုနီထုတ်ထားပေးရတာလည်းမှိုက်တယ်ဒီအပေါ်သုံးထက်မှာလည်းအောက်ထက်ကနဲ့အတူတူပဲ main master gun တစ်ခန်းနဲ့ master gun တစ်ခန်းရှိမယ်ဒီနောက်ကတော့ဒါနောက်ဖေးကိုထွက်တဲ့အပေါက်ပေါ့နော်ဒီအပေါက်ကိုတော့ကျွန်တော်ခဏနေကြရင်ပြန်လိုက်ပြမယ်ဒီဘက်က main master gun ကိုယဉ်ကြည့်အောင်ဒီ main master gun ကလည်းအောက်ထက်က main master gun နဲ့အတူတူပဲကာလာဖောက်ထားတာတွေအကျယ်ဝန်းတွေပြီးတော့ brain box ဖောက်ထားတာတွေ aircon တက်တာတွေ smart door lock system တက်တာတွေကျွန်းတကားတုံးထားတာတွေကျွန်းပါကက်ခင်းထားတာတွေအကုန်လုံးအတူတူပဲရေချိုးခန်းကျယ်တာတွေရောဘက်တက်ထားပေးတာတွေရောအကုန်လုံးအတူတူပဲဒီဘက် master gun လည်းအတူတူပဲဗျာကျွန်းတကားတုံးတာတွေ smart door lock system တုံးတာတွေကာလာလောက်အောင်ဖန်တီးပေးထားတာတွေကအကုန်လုံးအတူတူပဲဒီခန်းမှာတော့ဘက်တက်မပါတော့ဘူးဆိုရင်ရေချိုးခန်းအိမ်သားနဲ့အကျယ်ကြီးပဲအဲဆိုရင်ကျွန်တော်တို့အနောက်ဘက်ခြမ်းကိုသွားကြည့်မယ်ဗျာဒီအနောက်ပေါက်ကတော့အပေါ်တက်တဲ့လေကားထားတဲ့နေရာဗျအပေါ်မှာဆိုရင်တန့်ရှိမယ်ရေပူရေးရှိမယ်ကျွန်တော်ကြိုက်တာဗျဒီမှာ slide တကားတုံးထားပေးရတဲ့အတွက်ကြောင့်မလို့နောက်ထပ်ဒီမှာတန်ပန်းတကားထပ်ပြီးတော့တက်ထားပေးရအဲ့လောက်ထိကအသေးစိတ်ထည့်ထားပေးရအရာရမ်းမိုက်တယ်ဒီတအိမ်လုံးကိုပြန်ပြီးတော့အနည်းချုပ်ရမယ်ဆိုရင်ဒီအိမ်ကမြောက်တကုံ41ရပ်ကွက်မှာရှိတယ်အခြေအနေနဲ့ဆိုရင်ပေ42ပေပေ60ပေါ်မှာတိစောက်ထားတယ် 3RC Ruslet မျိုးစားဖြစ်ပြီးတော့မှအိတ်ခန်း5ခန်းပါတယ်ဗျာအိတ်ခန်းတိုင်းမှာလည်း smart door lock system တွေ aircon တွေတက်ထားပေးရပြီးတော့တအိမ်လုံးကိုနိုင်နေသုံးလို့ရမယ် inverter တွေ battery လည်းတက်ထားပေးရ security system တွေကလည်းအရင်မြင့်နေစိတ်ဝင်စားရဆိုရင်တော့ဒီအိမ်ရဲ့ခေါ်စီကတော့3200တိန်းပေါင်း3200ပါညှိနှိုင်းလို့ရပါတယ်တကယ်လို့စိတ်ဝင်စားရဆိုရင်ချက်ပေါက်ကနေဖြစ်စေကျွန်တော်တို့ဖုန်းနံပါတ်ကိုဆက်သွယ်ပြီးဖြစ်စေဓာတ်ရိုက်ဆက်သွယ်ပြီးတော့စုံစမ်းမေးမြန်းလို့ရပါတယ်ကျေးဇူးတင်ပါတယ်